ကျင်မှာအမောင်ဖုံးလုံးလမ်းပြောင်းနေတဲ့အချိန်အခက်ခဲတွေကတောင်နှမ်းကြီးလို့ပိတ်ဆို့ထားတဲ့ခါလူစွမ်းအားနဲ့မတတ်နိုင်ပေမဲ့စိတ်ဓာတ်မချဘူးလေကိုရောကတိတော်ဟာကျွန်ုပ်ချေရှိမှာမိခွက်ဖြစ်နေရှိစဖို့အားအင်းတွေကုန်လုံးနောက်ဆုံးချင်စိတ်ပေါ်လေတန်ရှင်သောဝိညာဉ်တော်ကနာမခွန်အားပေးတယ်မမြင်ရတဲ့လက်တော်ကိုဆွဲလို့အနာဂတ်ကိုလမ်းကြည့်မယ်ကိုရောရှိတဲ့အရာဟာကျွန်ုပ်အတွက်လမ်းကြည့်မယ်ကိုရောရှိတဲ့အရာဟာကျွန်ုပ်အတွက်အလုံးစုံဆုံးပဲနောက်မဆုံးဘူးယေရှုဖခင်ကိုယုံကြည်ခြင်းနဲ့ရှေ့ဆက်သွားမယ်မုန်တိုင်းကြမှာကိုရောလမ်းပြတော့မယ်အခက်ခဲတွေဘယ်လောက်များပါစေဒူးမထောင်ဘူးအောင်နိုင်သူအဖြစ်နဲ့လမ်းချင်းရှိတော့လမ်းမယ်ယုံကြည်ခြင်းဆိုတာမြင်ရမှာယုံနာမဟုတ်ဘူးကိုရောစကားတော်ကိုကိုင်ဆွဲပြီးရှောင်းလန်းခြင်းပဲမျက်မှောက်တော်ထဲမှာအရာရာဟာဖြစ်နိုင်တယ်နောက်မဆုံးဘူးယေရှုဖခင်ကိုယုံကြည်ခြင်းနဲ့ရှေ့ဆက်သွားမယ်မုန်တိုင်းကြမှာကိုရောလမ်းပြတော့မယ်အခက်ခဲတွေဘယ်လောက်များပါစေဒူးမထောင်ဘူးအောင်နိုင်သူအဖြစ်နဲ့လမ်းချင်းရှိတော့လမ်းမယ်ယုံကြည်ခြင်းနဲ့ရှေ့ဆက်မယ်